မှုတ်ချလာအဲ့တော့ဒီလက်ကိုလည်းပိတ်ထားဒါကိုပိတ်ထားမှရမှာနော်ဒါတို့လိုပိတ်ထားမယ်ဟုတ်တယ်မှုတ်လိုက်လို့ရှိရင်အဲ့အတွင်းထဲမှာစီပြန်မားလေးအနောက်ပြန်ကတ်ပြီးတော့လုံပြီးလိမ့်မယ်အဲ့ကြတော့ဒီကောင်လေးပါးစပ်နဲ့ပြန်မှုတ်ကြည့်အခုဆိုလုံသွားပြီဒါတော့ဆရာတို့ကျတော့ဗီဒီယိုကြည့်နေဆိုတော့သိရမှာမဟုတ်သိတာမဟုတ်ဘူးဒါကျွန်တော်ကျတော့ခုနဒီကောင်လက်နဲ့ပိတ်ပြီးပါးစပ်မှုတ်လို့ရှိရင်လေထွက်တယ်ဘဘကူလေးကြော်တယ်နော်အခုလုံအောင်ပိတ်ပြီးတော့ကျွန်တော်ဒီလေးပိုင်းနဲ့လေအိုးရှင်အဆင်ပြေတယ်ဒီပိုင်းနဲ့တွန်းချရတော့လုံးဝလုံသွားပြီနော်အဲ့တော့ဒီမော်တာဆန်ကတော့အခုနဟိုလောက်ပဲတက်တယ်30တော့မတက်ဘူးနော်30တော့မပြည့်ချင်ဘူးလေဟုတ်လားလောက်တက်10မတက်30အဲ့လောက်ပဲတက်တယ်အဲ့လောက်ပဲတက်အဲ့ဆိုလို့ရှိရင်ဒီမော်တာဆန်နဲ့ပဲပြန်စမ်းကြည့်လိုက်နော်အဲ့ပြီးတော့နောက်တစ်ခုရှိသေးတယ်ဒီ DYC နော်တက်တဲ့အခါမှာတချို့ဝက်ချက်တွေ YC ဟိုဖြစ်တတ်တယ်ဒီ YC လေးကိုမိတာဒါမျိုးဖြတ်သွားတာလေအဲကြုံသွားတယ်နော်ဒီ YC လေး